အဲ့ဒီနီးဘေးအုပ်စုတွေကိုဘာဖြစ်နေလဲဆိုတော့ခင်ဗျခူရီလူပြောတဲ့စကားကိုကျွန်တော်ကိုကားပြောမယ်ကျွန်တော်ဒီဘေးနီးဘေးအုပ်စုတွေအဲ့တော်လန်ရေးခေါင်းစဉ်တက်ပြီးလှုပ်ရှားနေအုပ်စုတွေနဲ့ပတ်သက်ရင်ခူရီလူပြောတဲ့စကားကိုကျွန်တော်ပြပြမယ်ခူရီလူကဘာပြောလဲဆိုတော့နော်တော်လန်ရေးနဲ့ပတ်သက်ရင်တဲ့သူတို့တော်လန်ပတ်သက်မြန်ပြီးမဲ့လူတွေကစွပြီးလာစိုးရတဲ့လူတွေအများကြီးရှိတယ်ဆိုတာမျိုးပေါ့နော်ဘာလို့လဲဆိုတော့တော်လန်ရေးသာမြန်ပြီးရင်ကိုယ့်ကိုကြိုးစားချတတ်သိမဲ့လူတွေအများကြီးပဲတဲ့အဲ့လူတွေများတယ်တဲ့တော်လန်ရေးကိုပြီးစေချင်ဘူးတဲ့စားရင်ပြီးရောတဲ့စားတာသူတို့တော်လန်ရေးပြီးမှတအားစိုးရင်တဲ့စားနေရတဲ့အတွက်တော်လန်ရေးပြီးမှတအားစိုးရင်နေကြတယ်တဲ့တော်လည်းပြီးသွားစားစရာလည်းမရှိတော့လှုပ်စရာလည်းမရှိတော့ကိုယ့်ကိုကြိုးစားတတ်သိမဲ့လူတွေများနေအဲ့လိုချင်းနေဖြစ်နေတဲ့အဲ့လိုလူတွေများသားမရှိအောင်ကျွန်တော်လုပ်ရမယ်တဲ့ဆိုတော့ဒီစကားရဲ့အဓိပ္ပာယ်ကိုခင်ဗျားစဉ်းစားကြည့်နော်တော်လန်ရေးလို့ခေါင်းစဉ်တက်ပြီးစစ်တပ်ကိုတော်လန်ရေးဆိုတဲ့ခေါင်းစဉ်တက်ထားတဲ့လူတွေဟာဒီခေါင်းစဉ်နဲ့ဒီခေါင်းစဉ်ကြီးသာပြီးသွားရင်လှုပ်ရှားစရာမရှိတော့မှဆိုလို့တော့မပြီးသေးချင်ဘူးဒါကြောင့်ခုရီတူကိုယ်တိုင်တော့ဒါတော်ရပြီးဝန်ခံနေတဲ့သဘောပဲဒီကောင်သူဒီရင်ထဲမှာတိနေတယ်ဟဲ့အောင်နေတော်လန်ရေးပြီးမှဘယ်ကောင်တွေကြောက်နေလဲဆိုတော့လှုပ်ရှားနေတဲ့ကောင်တွေကြောက်တယ်ဆိုတော့ तू တိနေမြန်ဆန်ပြီးအောင်လုပ်ရမယ်ဘာလို့မပြီးလဲမပြီးဘူးတော်လိုင်းရတာပြီးရင်ကိုယ့်ကိုကြိုးစားချတတ်တယ်မြောက်ကောင်အများကြီးပဲဘာလို့ဆိုလှုပ်ရှားစရာမရှိတော့လို့တဲ့နောက်ဆုံးလှုပ်ရှားမရှိတော့လို့ကိုယ့်ကိုပဲကြိုးစားချတတ်တယ်ကြရတော့မယ်ကောင်အများကြီးပဲဖြစ်နေပြီဆိုပြီးတော့ခူရီတူကနောက်ပြီးခဲ့တဲ့ရက်ပိုင်းလေးကသူတို့ရဲ့ဘာလဲကရင်နီလို့ခေါ်တဲ့အဲ့နေ့မှာကရင်နီလေကရားပေါ့နော်ကရားဟိုနေ့အခမ်းအနားတစ်ခုပေါ်မှာထုတ်ပြောပါတယ်ဒါသူကိုယ်ရင်ပြောသွားတာနောက်တစ်ခါဘာထက်ပြောလဲဆိုတော့ပြီးတော့ဘာထက်ပြောလဲဆိုတော့အခုတဲ့လူကြီးကပြောတယ်ပေါ့လူကြီးစီနီယာတွေပြောကြတယ်ကျွန်တော်တို့တွေပေါ့ကျွန်တော်တို့သူအနာဂတ်လူငယ်ခေါင်းဆောင်လို့ပြောတယ်တဲ့အနာဂတ်ခေါင်းဆောင်တွေလို့ကျွန်တော်တို့ပြောတယ်တဲ့ကျွန်တော်အဲ့စကားတော့ခူရီတို့အဲ့စကားတော့အရင်သဘောကျပါတယ်တော်တော်သဘောကျပါတယ်ဒါခူရီတို့ကသူ့ရဲ့ဒီတော်လိုင်းရေးခေါင်းစဉ်အောက်ကဟို PDF တွေအချမ်းဖက်သမားတွေအုပ်စုတွေနဲ့သူကပြောတာကျွန်တော်ကတော့တနိုင်ငံလုံးခြုံပြီးတော့သူပြောတဲ့စကားတွေသဘောကျပါတယ်ဒါပါလဲဆိုတော့လူကြီးရဲ့စကားပြောလို့ရှိရင်ခဏတော့တခြားနားထောင်နဲ့အနာဂတ်ခေါင်းဆောင်လို့ကျွန်တော်တို့ပြောတာတဲ့အနာဂတ်ခေါင်းဆောင်လို့ပဲပြောတာတော့တဲ့အနာဂတ်ခေါင်းဆောင်လို့ပြောတာတော့တဲ့လက်ရှိခေါင်းဆောင်လို့ပြောတာမဟုတ်ဘူးတဲ့လက်ရှိကသူတို့တည်သွားမှကျွန်တော်တို့လည်းရောက်မှာတဲ့အဲ့တော့ရှင်းပြသဘောပေါက်လာတဲ့အနာဂတ်ခေါင်းဆောင်လို့ကျွန်တော်တို့ပြောနေကြတယ်ကျွန်တော်တို့ကနောင်အနာဂတ်ကြမှာဖြစ်မှာအခုကသူတို့ဖြစ်နေတာသူတို့ကလက်ရှိခေါင်းဆောင်ကျွန်တော်တို့ကအနာဂတ်ခေါင်းဆောင်အဲ့တော့လက်ရှိနေရာကိုသူတို့ထိုင်ထားတာသူတို့တည်မှပဲကျွန်တော်တို့အဲ့ဒီခေါင်းဆောင်ရမှာတဲ့ကဲလှတယ်ဗျာစကလုံးကတော့အဲ့ဒါအရန်ကောင်းပါပြီဒါတော့ကျွန်တော်ရှင်းလေးပဲအဲ့တော့အရန်ကောင်းပါပြီနော်အရန်ကောင်းပါပြီဆိုတော့ကျွန်တော်နိုင်ငံမှာလည်းအဲ့လိုပဲလူငယ်တွေပြောလိုက်ရင်အခုကျွန်တော်တို့ရဲ့တက်ကြီးတဲ့ကျွန်တော်တို့နှစ်30လောက်ကြီးတဲ့လူကြီးတွေတွေ့လို့ရှိရင်ဘာပြောလဲဆိုတော့ဟာကိုကျော်မင်းတို့ရဲ့အနာဂတ်ကကိုကျော်မင်းတို့လက်ထက်မှာရှိတာပြစ်စုံပံအောင်မရှိဘူးလားပြစ်စုံပံအောင်မရှိဘူးလားပြန်မရမယ်ခုလူစကားကိုပြစ်စုံပံမရှိဘူးလားကျွန်တော်လက်ထက်မှာပြစ်စုံပံအဲ့ဒီလူကြီးတွေဆိုလူတွေလက်ထက်မှာပဲရှိနေတာရှင်ဆိုတော့တိုင်းပြည်ရဲ့ကံကြမ္မာကိုလူတစုကလေလုတ်တယ်ဆိုတဲ့ကိစ္စကိုကျွန်တော်အများအားပြောတဲ့စကားလိုပဲအဲ့လုတ်တဲ့လူတစုကိုကြည့်ရတယ်လေခင်ဗျားကြည့်လိုက်အသက်60အထက်တွေကြီးပဲတယောက်မှအောက်မပါဘူးတိုင်းပြည်မှာပါလေအဲ့ဒီ60အထက်တွေကစားကြည့်လို့ကစားနေရင်ဒီအောက်က60အောက်ကလူတွေဂျုံးနေပြန်နေတာအဲ့လိုဖြစ်နေတာပြန်ကြည့်လိုက်60အထက်တွေကြီးပဲတိုင်းပြည်ကိုကစားကြည့်လို့ကစားနေ60အထက်တွေနော်တပ်မတော်မှာတိုက်နေတဲ့တိုင်းမှုအဆင့်တွေဆိုတော့လေတိုက်တာတိုက်နေရတာတို့ကလည်းဟိုတိုင်းမှုအဆင့်တွေအောက်ကဟိုကာနယ်ကြီးတွေဘာညာတက်မှမှုတွေနော်ဟိုဟာတွေတရင်မှုတွေဘိုးကြီးတွေဘိုးလေးတို့လည်းတိုက်တာတိုက်နေရတာသူတို့လည်းအနာဂတ်ကောင်းဆောင်တွေပဲပြစ်စုံပံမဟုတ်ဘူးဆိုတော့ပြန်တွေးကြည့်ဗျာခင်ဗျာဘယ်လိုလုပ်ပြီးဒီအနာဂတ်ကောင်းဆောင်ဆိုမှတော့ကျွန်တော်ပြစ်စုံပံကောင်းဆောင်မဟုတ်တော့ဘူးပေါ့ပြစ်စုံပံကောင်းဆောင်မဟုတ်ရင်ရှေ့ရောက်ဖို့ခက်တာပေါ့ဗျာဒါကိုပြောချင်တာအဲ့တော့ခုဒီစကားလေးကြည့်ပြီးသဘောကျရတာလေဩလို့လူကြီးတွေကျွန်တော်တို့တွေ့ပြောတဲ့စကားလို့အေးဘောဟုတ်ပါပြီနောက်ဆုံးလည်းကျွန်တော်လူကြီးတွေကျွန်တော်တို့တွေ့ဟာကိုကျော်မျိုးတို့အနာဂတ်လက်ထက်မှာကိုကျော်မျိုးလက်ထက်မှာရှိတယ်အနာဂတ်ကကိုကျော်မျိုးတို့ပဲအနာဂတ်မှာကိုကျော်မျိုးတို့ပဲရှေ့ရဥဆောင်ရမှာပြောရင်အနာဂတ်မှာဥဆောင်ခိုင်းတယ်လက်ရှိရောကျွန်တော်ဥဆောင်လို့မရဘူးလားလို့ကျွန်တော်မေးမိတော့လိမ့်မယ်ထင်တာပဲနောက်တွေ့လူကြီးတွေမေးမိတော့မထင်တာပါပဲเนาะကဲအဲ့ဒါလေးလဲကြိုကြလို့ဒါဟိုကိစ္စ